မသေးခင်ကျင့်ထားတဲ့အစားအသောက်ဓလေ့များနံပါတ်1အနေနဲ့ကတော့ညာလက်နဲ့စားတဲ့ဓလေ့ပါထမင်းကိုညာလက်နဲ့မသေးခင်သိထားတဲ့စာခိုးချနေများနံပါတ်1စာခိုးချတဲ့ item ယနေ့ခေတ်မှာဆိုရင်စာခိုးချတဲ့ပစ္စည်းတွေကိုတော့ line ပေါ်ကနေအလွယ်တကူဝယ်လို့ရနေပါပြီငယ်တော့လို့လှုပ်ရှုပ်ခံပြီးတော့ micro ရဲ့တကူတကလုံနေစရာမလိုတော့ပါဘူးအခုမြင်နေရတဲ့ဘောပန်လေးဆိုရင်ဘောပန်အတွင်းသားထဲမှာပါမှတ်စုစာရွက်လေးတကယ်ပါရှိပါတယ်တချို့သောဘောပန်လေးဆိုရင်အထက်မှာ periodic table တွေပါYou can be the beauty and I could be ငါမင်းတို့စော်ကြီးလူနာလည်းမဟုတ်ဘူးပါလေရအမကြီးကပတ်ဖန်တန်းနိုင်တဲ့ပုံပဲ3ခုတောင်ဝယ်ပါခဏတယောက်ကမဝယ်ပါတော့တေးရပါပတ်ဖန်တော့တန်းနိုင်တာအကျင့်ကတစ်စက်မှမကောက်စိတ်ဓာတ်ကအကြီးအောင်$9ပဲပေးရငါ$100လာပြီးမယ်အမအကျွေးတွေမရှိတော့ဘူးလို့အကျွေးတွေလာဖြုံးလားမင်းငါတွေးပတ်ဖန်တန်းနိုင်တယ်ဆိုရင်ငါနိုင်ကျင်ရတယ်ကောင်းမမင်းကငါမြင်ကက်ကက်နဲ့ဒါတွေပဲပြီးမှာလို့မြင်ကက်ကက်နဲ့ဦးမမင်းရောမင်းအကျွေးကြီးမင်းအိမ်ကိုတဲွားကြားလားမင်းအဲ့အကျွေးကြီးအားလုံးအိမ်ကိုတဲွားအဲ့မသွားလို့ရပြီမဩဝယ်လဲဝယ်ပြီးတော့စီးကြည့်လိုက်တာကျိုးပါရင်ကျွန်တော်ရဲ့ဆိုင်ကြိုက်တာလားမင်းတွေ့မယ်မင်း$9ပဲပေးအောင်မင်း$5ပဲပေးမယ်မင်းလည်းခဏအကောင်မလို့ဖြစ်နေတာလေလာမင်းအဲ့လောက်ဖြစ်တာငါအကုန်ပေးအောင်ပါကောင်ဒါတွေပဲမင်းအကျွေးအဲ့လောက်လိုရင်လားမင်းအကျွေးလိုရင်ငါဒါတွေပဲပေးမှာလို့အကျွေးအတော်လိုရင်းနိုင်ကောင်ရောရဒါတွေအိမ်တဲပါဟုတ်ပြီလားအကျွေးအဲ့လောက်လိုရင်းတော့ပေးပြီလား